ဒီမနက်တော့ထိုင်းနိုင်ငံမဲဆောက်မြို့မှာနာမည်ကြီးနေတဲ့တိမ်ပင်လဲဆိုလားတာဝတိန်သာဆိုလားကျွန်တော်တို့အောက်သွားမှာဖြစ်ပါတယ်အောက်သွားပြီဆိုရင်ကျွန်တော်တို့ကားကိုစီရီလေးအားလုံးစစ်ဆေးပြီးမှသွားရပါတယ်ချက်မိုင်းရွက်ကားမယ်ဆိုတဲ့လမ်းကိုကျွန်တော်သွားမှာပါဒါတော့ကျွန်တော်ဧည့်သည်လိုက်ကြိုနေတဲ့အနေထားပါနော်အေးလေးပြပါတယ်မနက်3 နာရီခွဲလောက်ထားသွားပါဒါဆိုတော့ကားရပ်ဖို့နေရာလေးရှိအောင်လည်းကျွန်တော်ပြုတင်ပြင်သွားပါဒါတော့တောင်မော်မတိမတာတက်နေတဲ့တက်ပေါ့နော်တောင်ကျော်လန်းနေပါမနက်ခင်းတော့ရောက်ပါပြီမနက်ခင်းတော့ရောက်တော့9 နာရီကျော်လောက်ရှိပါပြီ6 နာရီနီးပေါ့အနေထားတော့အာယုံချင်းအလင်းရောက်တဲ့အနေထားလေးလူကတော့တော်တော်စီကားလေးရှိပါပြီညာအိတ်တဲ့လူလည်းများပါတယ်အမှစီးဆိုင်နေစားတောက်ဆိုင်နေဆိုတာကလည်းအများကြီးပါပဲအားလုံးစုံစုံလင်းလင်းအကုန်ရှိပါတယ်စားစရာမှန်သမျှတောက်စရာမှန်သမျှအားလုံးလိုတာဝယ်လို့ရပါတယ်ဒါပေမဲ့ဈေးကတော့တအားကြီးတယ်ခင်ဗျကဲအခုဆိုရင်ပဲတာဝတိန်သာကြီးကိုဟုတ်ပါဘူးတိမ်ပင်လေကြီးကိုမြင်နေရတဲ့မြင်ကွင်းမှာကျွန်တော်တငယ်ချင်းတွေကမရောက်ဘူးမသွားဘူးတဲ့လူလဲအားလုံးသိရမြင်အောင်ကျွန်တော်စိုက်ပြပေးတာပါတိမ်ပင်လဲဆိုတာဒါပါပဲခင်ဗျာပေါ်ရာကြီးတွေနဲ့တော့ဒါစုံနေခင်ဗျအချိန်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့6 နာရီကျော်လောက်တော့ရှိပြီပေါ့နော်အခုချိန်လူကတော့မြင်တဲ့အတိုင်းပဲပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့တပ်ပုံနေပြီးဝေလိုက်ရအများကြီးပဲအခုမြင်ရတဲ့ပန်းကြံတော့အဲဝင်ပြီးတော့တပ်ပုံရမယ်ဆိုရင်50တော့ပြရပါတယ်အဲ့ဒီမှာဆိုရင်လည်းတဲခုခန်းနေရလဲအများကြီးပဲခင်ဗျညအိမ်ညက်နေလာတဲ့သူလည်းရှိပါတယ်ဒါဆိုရင်တော့အုပ်ဆောင်လေးနဲ့ညအိမ်လာတဲ့သူတွေပါအဲ့ထက်မှသူ့ဖွဲ့နေသူတန်ငယ်နဲ့လာတဲ့လူတွေလည်းအများကြီးပါပဲတန်ငယ်နဲ့လာတာလည်းတစ်မျိုးတော့ကောင်းပါတယ်
ဆိုရင်အချိန်အားဖြင့်9နာရီပွဲကြော်10နာရီလောက်တော့ရှိပါပြီဒါပေမဲ့တိမ်နေရတော့တိတ်မပြောက်သေးဘူးပေါ့နော်ဒီနည်းနည်းမြင့်လာဆိုတော့ပြန်တဲ့ကားတွေလည်းပြန်ကြပါပြီ10နာရီကျော်လောက်ဆိုတော့ကျွန်တော်တို့ပြန်ဆင်းလာပါလမ်းပြီးတစ်လျှောက်မှလည်းတသားရပဲစိုက်ခင်းဒီပင်စိုက်ခင်းနေနဲ့တောင်ခင်းနေပဲခင်းနေကလောခင်းနေရုပ်ခင်းနေဘောနော်အားရပါပဲလမ်းလေးရလည်းတသားရနဲ့ကားလည်းမောင်းလို့တအားကောင်းအဲ့တဲ့နေရာဆိုရင်သိချမ်းသာမှုပြည့်စုံပါတယ်ဒီကနေပြန်ပြီဆိုတော့လေကျွန်တော်တို့လမ်းမှာပေါ့နော်ပန်းခင်းနေရေတကုန်းနေအားလုံးဒီကားတဲ့နေရာတွေကိုကျွန်တော်တို့ထပ်ပို့ပေးအောင်မှာဖြစ်ပါတယ်နောက်တစ်ခါလဲလာချင်ပါသေးတယ်ဘာကြောင့်လဲဆိုတော့တိမ်ပင်လဲမှာချောလာလေးတွေအများကြီးပဲတွေ့ရလို့ပါဒီတိုင်းတော့လာချင်ပေမဲ့ဖြစ်နိုင်ပါဘူးเนาะဒါကြောင့်အားလုံးနှုတ်ဆက်လိုက်ပါတဒါ